အားလုံး Merry Christmas ပါဒီလဟာ Christmas ပွဲတော်ကိုနိုင်ငံအရေးရဲ့လူမျိုးအသီးသီးကနေပြီးတော့ပြုလုပ်ကျင်းပနေကြတဲ့ကာလလည်းဖြစ် Hallelujah ဆိုတော့ဒီနေ့အဲဒီ Christmas ပွဲတော်ကိုကျင်းပခြင်းရဲ့အကြောင်းရင်းကသခင်ယေရှုဟာလွန်ခဲ့နှစ်ပေါင်း2000ကျော်ကဒီလောကကြီးကိုလာခဲ့လို့ဖြစ်ဒါကြောင့်မို့ကျွန်တော်အသုံးပြုတဲ့ calendar 2025ခုနှစ်ရောက်နေပြီဖြစ်တဲ့အတွက်ယေရှုကြွလာခဲ့တာ2025ခုနှစ်တောင်ကြာပြီလို့သတ်မှတ်လို့ရပါဆိုတော့ယေရှုခရစ်တော်လွန်ခဲ့နှစ်ပေါင်း2000ကျော်ကဘာကြောင့်ကြွလာရတာလဲဆိုလို့ရှိရင်အပြစ်နဲ့ပြည့်ပြီးတော့အပြစ်တရားရဲ့အခသေးခြင်းဆိုတဲ့ငရဲထဲမှာလမ်းဆုံးသွားတော့မဲ့တဲ့နဲ့ကျွန်တော်ကိုကယ်တင်ဖို့ရန်အတွက်လောကထဲမှာကိုစားအထိခံအသွေးသွင်းပြီးတော့ရှင်ပြန်ချမ်းမြောက်ခြင်းမှုရအားဖြင့်ကျွန်တော်ရဲ့အပြစ်ကျွေးငရဲကနေပြီးတော့လွတ်မြောက်စေဖို့ရန်အတွက်ဆက်ပေးဖို့ရန်အတွက်ကယ်တင်ဖို့ရန်အတွက်အဲ့ဒီယေရှုခရစ်တော်ကရောက်လာခဲ့တာဖြစ်ပါတယ်ဟာလေလုယာဆိုတော့အဲ့ဒီယေရှုခရစ်တော်ရဲ့ကယ်တင်ရခြင်းရဲ့ရည်ရွယ်ချက်ကဒီနေ့မာသဲခရစ်တော်ရဲ့29နဲ့50နဲ့50မှာဒီလိုပြောတယ်ယေရှုဒီကြီးတော်အတန်နဲ့တပံကျွေးကြော်ပြီးတဲ့တက်တော်ကိုလွတ်တော်မူ၏ဒိုကမှာဗိမာန်တို့၏ကလကားသည်အထက်ဆုံးမှအောက်ဆုံးတိုင်အောင်စုပ်ကွဲလေ၏နေကြီးလုံးလေ၏ကြောင့်များတို့သည်ပွဲပြားကြ၏ယေရှုခရစ်တော်ကလောကထဲမှာသူရဲ့တက်တော်ကိုလွတ်လိုက်တဲ့အချိန်အသေးခံပြီးတဲ့အချိန်မှာဗိမာန်တို့ရဲ့ကလကအပေါ်ကနေအောက်ဆုံးထိဘာဖြစ်သွားလဲဆိုလို့စုပ်ကွဲသွားတယ်တနည်းကျေရကဘာကိုပြောချင်တာလဲဆိုလို့ယေရှုလက်ချက်တိုင်အောင်အဲ့ဒီဗိမာန်တော်ရဲ့ကလကဒီနေ့ဘောက်ကာချတဲ့ဖယားနဲ့လူတွေကြားထဲမှာကာစီးထားတဲ့အရာတခုဖြစ်ဓမ္မဟောင်းလက်ခေတ်မှာဆိုလို့ရှိရင်တန်ရှင်နဲ့ယေဘရဟိမင်းတပါကပဲတနေ့မှာတကြိမ်အီတီလာလူမျိုးတွေဖယားရဲ့သားသမီးဆိုတဲ့ဖယားရဲ့လူမျိုးတွေအားလုံးကိုစားဒီနေ့ဖယားရဲ့ခင်နဲ့အဲ့ဒီဗိမာန်တော်တွေကိုကလကာရဲ့တစ်ဖက်ကိုဝင်ပြီးတော့ဖယားနဲ့အဆက်အသွယ်လုပ်ရတာဖြစ်ဖယားကိုကိုစားကိုးကွယ်ရတာဖြစ်တမန်ယေရှုရဲ့လောကထဲမှာအသေးခံပေးခဲ့ခြင်းအဖြစ်အဲ့ဒီကလကာကစုပ်ပွဲထားပြီးတော့တန်ရှင်နဲ့ယေဘရဟိအမျိုးတွေယေဘရဟိမင်းတပါပဲမဟုတ်ပဲနဲ့ဖယားကိုယုံကြည်တဲ့အဲ့ဒီယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သားသမီးတိုင်းကလွတ်လပ်စွာဖယားရဲ့ခင်နဲ့အစိအတာမရှိအဆက်အသွယ်ပြုလုပ်ခွင့်ဖယားကိုကိုးကွယ်ခွင့်ဖယားရဲ့အလိုတော်ကိုနာကြားခွင့်ရရှိတော်သူတွေဖြစ်ခွင့်ရတာဖြစ်တယ်ဆိုရကိုပေါ်ပြထားဟာလေလုယာဆိုတဲ့ဘုရားရဲ့တဲ့နဲ့ကျွန်တော်ကိုယေရှုခရစ်တော်ကိုမွေးဖွားလာစေခဲ့ခြင်းယေရှုခရစ်တော်ရဲ့လက်ဝါးကလေးမှာတည်ခံပြီးတော့ဒီနေ့ကျွန်တော်ရဲ့အပြစ်ကြွေးတွေကိုစားအသေးခံပြီးကဲတင်ရွေးနှုတ်ခြင်းရဲ့အရည်ရွယ်ချက်ကဖခင်နဲ့ကျွန်တော်တို့ပြန်လည်ပြီးတော့အဆက်တွေရဖို့ဖြစ်တယ်ဖခင်နဲ့ကျွန်တော်အဆက်တွေပြန်မိဖို့ရန်အတွက်ဖြစ်တယ်ဆိုသိရတာဖြစ်တယ်ကြောင့်မို့ဒီဖခင်ကဲတင်ခြင်းလားကဘာဦးစမှလည်းကြည့်ရကကဘာဦးချက်ကတိတော့ငယ်ရှိမှာနေအေးတဲ့အချိန်ရောက်တိုင်းမှာလူနဲ့ဘုရားသခင်ကမိတ္တာရဖွဲ့ဖို့ရန်အတွက်လူတွေနေတဲ့အေးခြင်းအရက်ကိုလာရောက်လျက်ရှိတယ်ဆိုတော့ဖော်ပြတယ်တဘောကဘုရားသခင်လူကိုဖန်ဆင်းရခြင်းရည်ရွယ်ချက်ကလူနဲ့ဆက်သွယ်လုပ်ဖို့ရန်တဘောကလူနဲ့ connection မိဖို့ရန်အတွက်ချက်ဘုရားရဲ့အလိုတော်လူရဲ့နှလုံးသားတွေကလာတဲ့စကားတန်တွေကိုဖလှယ်ဖို့ရန်အတွက်ဖြစ်ပါဒီတိုင်းမှာယေရှုခရစ်တော်ရဲ့လူကနဲ့တောင်ကျော်ကလာရောက်တဲ့ခံပြီးတော့တဲ့နဲ့ကျွန်တော်ကိုအပိငရဲကနေပြီးတော့ကယ်တင်ရခြင်းရည်ရွယ်ချက်ကငရဲကနေလွတ်ဖို့ရန်တော့မဟုတ်ဘဲနဲ့ကျွန်တော်ရဲ့အသက်ရှင်ခြင်းနေ့အတိုင်းမှာဖခင်နဲ့အဆက်အသွယ် connection မိပြီးတော့ဖခင်ရဲ့အလိုတော်ကိုသိပြီးတော့မြေကြီးမှာဖခင်ရဲ့အလိုတော်နဲ့ညီစိုးစံအသက်ရှင်ဖို့ရန်အတွက်လောကကိုအောင်တော်သူတွေဖြစ်ဖို့ရန်အတွက်ရည်ရွယ်တယ်ဆိုရကိုတွေ့ရတာချက်တယ်ဟာလေလုယာကျွန်တော်တို့ကျွန်တော်ဖခင်ကဲတင်ခြင်းကိုသဘောပေါက်တဲ့သူကဖခင်နဲ့နေ့တိုင်းမှာအဆက်အသွယ်ရှိမှဖြစ်တယ်ဖခင်ရဲ့စကားတန်ကိုနေ့တိုင်းမှာနားထောင်တတ်ပြီးတော့ဖခင်ရဲ့စကားနဲ့နေ့တိုင်းမှာအသက်ရှင်တော်လာတတ်တော်သူတွေဖြစ်မှဖြစ်တယ်ဆိုတော့ပြပြချက်ခန်းကြီးတော့အငယ်ဆက်ရှင်သူတို့ဒီတင်းစကားကိုနားထောင်ရင်တင်းဒီအထွေလာအမျိုးသားတက်ကြီးသူများပါလျက်အဲကတို့ရှင်ဘီယံတန်တော်ဝေတဲ့ဖြစ်ဟေပြဲလူတို့၏ဘုရားခင်သာရဘုရားဒီကျွန်တော်တို့နဲ့တွေ့တော်မူပြီးကျွန်တော်တို့၏ဘုရားခင်သာရဘုရားရစ်ပူဇော်ခြင်းကတော်တို့သုံးရက်ခီတွားရတော်ခွင့်ကိုပေးတော်မူပါဟုရှောက်ရမည်မောရှေအားဖြင့်အဂုတ္တုပြည်မှာဂျုံခံနေတဲ့ဣတိရာလူမျိုးတွေကိုကယ်တင်ဖို့ရန်အတွက်ဘုရားခင်ဇေခိုင်းတဲ့အချိန်မှာအဲ့ဒီ
ကျုံခံရတဲ့ဘဝကနေပြီးတော့ဣတေလလူမျိုးတွေကိုဖခင်ရဲ့ခင်ရဲ့မောရှေအားကြီးကဲတင်ရခြင်းရွေချက်သူ့ကိုဝတ်ပြုကိုးကွယ်ဖို့ရတဲ့ဖြစ်ဒီနေ့ဖခင်ကိုဝတ်ပြုကိုးကွယ်ခြင်းဆိုတာကဖခင်နဲ့အဆက်အသွယ်လုပ်နေခြင်းဖြစ်ဖခင်နဲ့ connection မိခြင်းကိုဆိုလိုတာဖြစ်ဒါကြောင့်မို့တင့်ကိုဖခင်ရဲ့ကဲတင်ခြင်းကတင့်ကိုဖခင်ရဲ့ရွေးနှုတ်ခြင်းကသူ့ကိုကိုးကွယ်ဖို့ရတဲ့ဖြစ်သူနဲ့ connection မိနေဖို့ရတဲ့ဖြစ်တယ်ဆိုတော့ဒီနေ့တိနာလေသဘောပေါက်ပြီးတော့ Hallelujah ဒီနေ့ထမြောက်ကျွန်တော်မောရှေအားကြီးအီတီလာလူမျိုးတွေကိုဂျုံခံတဲ့နေရာနေပဲကဲတင်တဲ့ကောင်အာကြီးရဲ့နမိတ်လက္ခဏာ၁၀ခုအာကြီးရဲ့လူမျိုးတွေချတဲ့ပါရောရှင်ဘရင်တွေပါရောစစ်တပ်တွေကိုယ်တိုင်ကမခံနိုင်တဲ့နမိတ်လက္ခဏာများစွာနဲ့ဘုရားခင်ကကဲတင်ရွေးနှုတ်ခဲ့တာဖြစ်တယ်။အဲဒီကဲတင်ရွေးနှုတ်ရတဲ့အကြောင်းရင်းကြီးရဲ့ချက်ကဘုရားကိုဝတ်ပြုဖို့ကဘုရားနဲ့အဆက်အသွယ်လုပ်ဖို့ရတဲ့ဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့ကဲတင်ခြင်းရခြင်းယေရှုကိုယုံကြည်လက်ခံခွင့်ရပြီးတော့တမလွန်အတွက်စိတ်ချခွင့်ရနေခြင်းကဒီနေ့အပြစ်လုပ်ဖို့ရန်တလောကမှာကြိုက်လို့အသက်ရှင်နေဖို့ရန်အတွက်လိုက်စေရတယ်မဟုတ်ဘူးတဲ့ဟုတ်လားဘုရားကခွင့်လွှတ်တဲ့ဘုရားအချင်းချင်းပြစ်လုပ်ပြီးတော့အချင်းချင်းနောင်တရဖို့ရန်အတွက်ဘုရားကတင်တဲ့ကျွန်တော်ကိုတင်ထားတာမဟုတ်ဘူးတဲ့နေ့တိုင်းမှာဘုရားကိုကိုးကွယ်ခြင်းတည်တော့ဘုရားနဲ့အဆက်အသွယ်လုပ်ပြီးတော့အဆက်အသွယ်ရှိတဲ့သူတိုင်းကအဲ့ဒီအဆက်အသွယ်လုပ်တဲ့သူရဲ့သဘောဆန္ဒကိုနားလည်ပြီးတော့လက်တွေ့အသက်ရှင်တာဖြစ်တယ်ဟာလေလုယာသဘောကဘုရားကိုပြုတ်ကိုယ်ခြင်းတည်တော့ဘုရားနဲ့အဆက်အသွယ်လုပ်ပြီးတော့ဘုရားရဲ့နှလုံးသားနဲ့ဘုရားရဲ့အလိုတော်ကိုနေကြီးအပေါ်မှာကျွန်တော်ရှိတဲ့နေရာမှာထင်ရှားစေဖို့ရန်အတွက်လက်တွေ့အသက်ရှင်သွားလာဖို့ရန်အတွက်ဖြစ်တယ်ဆိုရကိုဒီနှုတ်ကပတ်တော်အားဖြင့်အားလုံးကိုဝင်ငါခွာပေးခြင်းနဲ့အရောက်တိုင်းဘုရားရှင်ချူကောင်းကြည့်ပေးပါစေ